အားလုံးပဲမင်္ဂလာပါကျွန်တော်ကိုလင်းအောင် channel တစ်ကလေးရနဲ့ကျွန်တော်ရဲ့မိတ်ဆွေအကိုမတွေအားလုံးကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကိုအမြဲတမ်းစောင့်မျှော်အားပေးနေကြတဲ့မိတ်ဆွေအကိုမတွေအားလုံးကိုအခုမှတွေ့လို့အခုမှဝင်ရောက်အားပေးကြတဲ့ကျွန်တော်ရဲ့မိတ်ဆွေအကိုမတွေအားလုံးကိုတူတယောက်မှချမ်းအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေစိတ်တော်တိုင်းကိုပါလို့လုံရင်ဆန္ဒတွေတစ်လုံးတော့ပြည့်စုံနိုင်ပါစေမင်္ဂလာရှိသောနေ့ရက်ကလေးတွေကံကောင်းသောနေ့ရက်ကလေးတွေထာဝရပိုင်ဆိုင်နိုင်ကြပါစေလို့ကျွန်တော်ကိုလင်းအောင် channel တစ်ကလေးရနဲ့ကျွန်တော်ရဲ့ကိုမကြီးအားလုံးကိုဥစွာပထမစုံမုံကောင်းလေးတောင်းပေးလိုက်ပါတယ်ဗျအားလုံးပဲမင်္ဂလာပါဗျာနော်မင်္ဂလာရှိသောညချမ်းလေးပါကျွန်တော်ရဲ့မိတ်ဆွေအကိုမတွေအားလုံးပဲဒီဗီဒီယိုဖိုင်လေးကတော့အင်္ဂါနေ့မှာကစားရမယ် 1J မင်း over ကလေးတွေကိုလာရောက်မျှဝေပေးတဲ့ဗီဒီယိုဖိုင်လေးဖြစ်ပါတယ်ကျွန်တော်ရဲ့နေတဲ့အမျိုးတွေအားလုံးကဗီဒီယိုဖိုင်လေးကိုအစားနဲ့အစုံသိချလေးကြည့်ပေးပါ channel ကို subscribe မနှိပ်ရသေးတဲ့လူသစ်အကိုမတွေအားလုံးကလည်း channel လေးကို subscribe လေးတွေနှိပ်သွားပေးပါဗျာနော် like လက်မလေးလည်းတယောက်တစ်ချက်စီနှိပ်ပြီးတော့အားပေးသွားကြပါဦးနေတဲ့အမျိုးတွေအားလုံးပဲနော်အဲ့ဒါကျွန်တော်ရဲ့အဖွဲ့ဝင်အကိုမတွေအားလုံးပဲကျွန်တော်တို့ဒါတနင်္လာနေ့အဖွင့်နေ့ဒါမနက်ပိုင်းမှာကျွန်တော်တို့အဖွဲ့ဝင်စာတို့ပတ်တီးအောင်သွားပါပြီပြီးတော့ကျွန်တော်ရဲ့ဖွဲ့ဝင်လက်တွဲဆော်တဲ့အကိုမတွေအားလုံးကိုကျွန်တော်ဒါနေခင်းကလက်ဆောင်မွေးကနန်းထပ်ပြီးပို့ထားတယ်အဲလက်ဆောင်မွေးကနန်းလေးကိုပဲဆက်လက်ပြီးတော့ကစားကြပါဗျာနော်ဒါနေ့တိုင်းမှာကကျွန်တော်ရွေးပေးရဲ့မင်းဩဘတ်တွေကိုလည်းကြိုက်နေတတ်ရင်ယူပြီးတော့ကစားလို့ရပါတယ်ပြီးတော့နေ့တိုင်းကမျိုးတွေအားလုံးပဲเนาะကျွန်တော်တို့တနင်္လာနေ့အဖွင့်နေ့လေးမှာကျွန်တော်တို့1ချင်းကတော့ပြတ်သွားပါတယ်เนาะဒါကျွန်တော်ရဲ့နေ့တိုင်းကအမျိုးတွေအားလုံးကိုလည်းကျွန်တော်လည်းအတက်နိုင်ဆုံးအကောင်းဆုံး share ဖြစ်အောင်เนาะအစွမ်းကုန်စူးစမ်းပေးပါတယ်ဒါကျွန်တော်တို့1ချင်းကတော့အမှန်တဲ့အခါလည်းရှိသလိုဒါမှားတဲ့အခါလည်းရှိပါတယ်အဲ့အတွက်ကြောင့်နေ့တိုင်းကအမျိုးတွေအားလုံးပဲအမှန်အမှားလေးကိုလက်ခံနိုင်မှာကစားပါကျွန်တော်လည်းအတက်နိုင်ဆုံးပတိမယောဝကလေးထိအောင်တော့အစွမ်းကုန်တော့ကျွန်တော်စူးစမ်းပေးထားပါတယ်ကျွန်တော်ရဲ့နေ့တိုင်းကအမျိုးတွေအားလုံးကိုလည်းကျွန်တော်ကဏ္ဍတစ်ခွက်ကိုဘယ်တော့မှဖြစ်သလိုမဖေးပါဘူးเนาะဒါကျွန်တော်ကိုအမြဲတမ်းအားပေးနေဆိုတဲ့အကူမတွေအားလုံးပဲအတိဆုံးပါပဲဗျာเนาะပြီးတော့ကျွန်တော်တပတ်စာရွှေကြီးရလဲဒါတနေကုန်เนาะတနင်္လာနေ့တနေ့ကုန်မှာမနက်ညကိုဆွဲသွားပါတယ်ဒါကြံရက်ဒီမှာလဲကျွန်တော်တပတ်စာရွှေကြီး16ရွှေကြီးလေးရကျွန်တော်ရဲ့နေ့ကအမျိုးတွေအားလုံးရှိမှာ1ချင်းလေးတွေလုံးမိုင်လေးတွေခိုင်ရမှာရှိရင်လေဒါကျွန်တော်တပတ်စာရွှေကြီးလေးနဲ့လည်းကပ်ပြီးတော့ကစားလို့ရပါတယ်ဗျာနော်ဒါကျွန်တော်ရွေးပေးတဲ့မင်းဩဘတ်လေးကိုလည်းကြိုက်နေတဲ့ရင်ထည့်ပြီးတော့ယူကစားပါပြီးတော့နေ့တိုင်းမှာကျွန်တော်မွေးကနန်း6ခွက်ပေးထားတယ်မွေးကနန်း6ခွက်ကိုနေ့တိုင်းကအမျိုးတွေအားလုံးပဲဒါမွေးနေကြတယ်နေ့တိုင်းကအမျိုးတွေအားလုံးကတပတ်စာဖြစ်တဲ့အတွက်ဆက်လက်ပြီးတော့ဒီချာလေးကစားပါနော်ကဲအားလုံးကျွန်တော်ရဲ့နေ့တိုင်းကအမျိုးတွေအားလုံးတွေအင်္ဂါနေ့မှာကစားရမယ့် 1J မင်းဩဘတ်လေးတွေကျွန်တော်ပြောပေးပါမယ်အင်္ဂါနေ့မနက်ညမှာကစားရမယ့် 1J ပတ်တီးရကျွန်တော်9ရက်6လ2026အင်္ဂါနေ့မနက်ညမှာကစားရမယ့် 1J ပတ်တီးရ241J ပတ်တီးဖြစ်ပါတယ်နှစ်ကိုကြိုက်တဲ့မိတ်ဆွေအကိုမတွေအားလုံးကနှစ်ကိုပတ်လို့ရပါတယ်လေးကိုကြိုက်တဲ့မိတ်ဆွေအကိုမတွေအားလုံးကလေးကိုပတ်လို့ရပါတယ်နှစ်နဲ့ပတ်သက်လို့တင်ထွားမယ့် main all ၄ခွက်နှစ်1 2 5 2 6 2 8ဖြစ်ပါတယ်လေးနဲ့ပတ်သက်လို့တင်ထွားမယ့် main all ၄ခွက်4 1 4 5 4 6 4 8ဖြစ်ပါတယ်အင်္ဂါနေ့တနေ့ကုန်မှာကျွန်တော်အကြိုက်ဆုံး main all 2ခွက်နှစ်1နဲ့26ဖြစ်ပါတယ်เนาะဒါနေ့ကအမျိုးတွေအားလုံးကကြိုက်ချင်းတူရင်ယူပြီးတော့ကစားမယ်ခဏန်းကိုအားပြီးတော့ထိုးကြပါကျွန်တော်နောက်တစ်ခေါက်ပြန်လည်ပြီးခေါ်ပြပါမယ်အင်္ဂါနေ့မနက်ညမှာကစားရမယ် 1J ပတ်တီးရ241J ပတ်တီးဖြစ်ပါတယ်နှစ်ကိုကြိုက်တဲ့မိတ်ဆွေအကိုမတွေအားလုံးကနှစ်ကိုပတ်လို့ရပါတယ်လေးကိုကြိုက်တဲ့မိတ်ဆွေအကိုမတွေအားလုံးကလေးကိုပတ်လို့ရပါတယ်နှစ်နဲ့ပတ်သက်လို့တင်ထိုးရမယ် main all ၄ခွက်နှစ်1 2 5 2 6 2 8ဖြစ်ပါတယ်လေးနဲ့ပတ်သက်လို့တင်ထိုးရမယ် main all ၄ခွက်4 1 4 5 4 6 4 8ဖြစ်ပါတယ်အင်္ဂါနေ့တနေ့ကုန်မှာဒါကျွန်တော်အကြိုက်ဆုံး main all 2ခွက်နှစ်1နဲ့26ဖြစ်ပါတယ်ဒါကျွန်တော်ရဲ့နေတဲ့အမျိုးတွေအားလုံးပဲကျွန်တော်နေ့တိုင်းလိုထည့်ပြီးတော့ပြောပြပါတယ်ဒါတနေ့ကုန်စာဖြစ်တဲ့အတွက်ကျွန်တော်မနက်ပိုင်းမှာเนาะပတ်တီးပဲကြာကြာမင်းဩဘတ်ပဲကြာကြာညနေတိုင်းမှာအဲ့ဒီတိုင်းပဲကစားမယ်ဒါမနက်ပိုင်းမှာမကြခဲ့ဘူးဆိုရင်တော့ညနေတိုင်းမှာဒါကြိုက်ချင်းတူတင်ပြီးတော့ကစားလို့ရပါတယ်ဗျာနော်နေ့တဲ့အမျိုးတွေအားလုံးပဲပြီးတော့ကျွန်တော်ရဲ့နေ့ကအမျိုးတွေအားလုံးကကုတ်မှာ1 chain လုံးမိုင်လေးတွေရှိနေကျွန်တော်တပတ်စာရွှေပြီး
ကျွန်တော်168ကီးလေးနဲ့လည်းဒါကတ်ပြီးတော့ကစားလို့ရပါပြီနော်အဖွဲ့ဝင်ကိုမကြီးအားလုံးကလည်းကျွန်တော်လက်ဆောင်ထပ်ပြီးပို့ထားတဲ့မွေးကနန်းလေးကိုဆက်လက်ပြီးတော့ကစားမယ်ဒါနေ့တိုင်းမှာကျွန်တော်ရွေးပေးရဲ့ main or နှစ်ကွက်ကိုလည်းကြိုင်နေတတ်ရင်ယူပြီးတော့ကစားကြပါဗျာနော်ဒီတစ်ပတ်မှာလည်းဒါကျွန်တော်ရဲ့နေ့ကမျိုးတွေအားလုံးကိုအဖွဲ့ဝင်ကိုမကြီးအားလုံးကိုကျွန်တော်အစဉ်ပြေသက်ပြေအောင်စွမ်းကုန်ကြိုးစားပြီးတော့ပါမယ်ဗျာနော်အားလုံးပဲကျွန်တော်ရဲ့မိတ်ဆွေအကိုမကြီးအားလုံးပဲဒုတိယမကျန်အားလုံးပဲကျွန်တော်ကိုလင်းအောင်ပြီးတော့ကဏ္ဍလေးတွေနဲ့ကန်ဆက်ပြီးတော့ပေါက်ကြပါစေရကြပါစေမင်္ဂလာရှိတဲ့နေ့ရက်ကလေးတွေကံကောင်းတဲ့နေ့ရက်ကလေးတွေထာဝရပိုင်ဆိုင်နိုင်ကြပါစေစီဝါဥစ္စာယတနာများလေဒီရေအလားတိုးဝါကြပါစေလို့ကျွန်တော်ကိုလင်းအောင် channel တကလေးရနဲ့ကျွန်တော်ရဲ့အကိုမကြီးအားလုံးကိုစုမုံကောင်းကြီးတောင်းပေးလိုက်ပါတယ်ဗျာနော်အားလုံးပဲဖမ်းမယ်ပေါ့နော်အားလုံးပဲတက်တာပါ